လောကသဘာဝကိုစဉ်းစားကြည့်တရတိအပုတ်တစ်လုံးကကြံတဲ့ကိုးလုံးကိုပုတ်အောင်လုပ်နိုင်သွားတယ်တရတိအကောင်ကိုးလုံးကတစ်လုံးတည်းသောတရတိပုတ်ကိုအကောင်းဖြစ်အောင်ဆောင်ရွက်ပေးနိုင်စွာမရှိဘူးဒါကလောကအပြင်မျက်မြင်သက်သေထူနိုင်တဲ့အရာတစ်ခုဖြစ်တယ်လူသားတွေလည်းပဲအဲ့ဒီအတိုင်းပဲ9ယောက်သောလူသားတွေကလူကောင်းတွေကလူဆိုးတယောက်ကိုလူကောင်းဖြစ်အောင်ဆောင်ရွက်ဖို့ရခဲနေလူဆိုးတယောက်ကလူကောင်း9ယောက်ကိုအဆိုးဖြစ်အောင်လုပ်တာလွယ်တယ်။ဘာဖြစ်လို့လဲလူတွေရဲ့အများကြိုက်တာတွေကအမှားစရိုက်တွေကိုသာလေလူတွေဟာကြိုက်ကြတယ်။မြတ်စွာဘုရားကိုယ်တိုင်ကိုကအများကြိုက်တဲ့အရာတွေအကောင်းမဟုတ်ဘူး။ဒါကြောင့်မို့ကောင်းတာလုပ်လို့ရှိရင်ရမယံခါစိတ်ကောင်းဝင်လာလို့ကောင်းတဲ့အလုပ်တွေလုပ်မိတတ်တာမရှိဘူးလားဆိုရှိတယ်အဲ့ဒီရှိလို့ရှိရင်မြတ်စွာဘုရားမြန်မြန်လှုပ်လိုက်တဲ့မလှုပ်လို့ရှိရင်အဆိုးကရောက်လာတတ်တယ်ပေါ့ဒါကြောင့်မို့ဒေသနာတော်တစ်ခုမှဆိုရင်အဘိတရိထကလျာဏီကောင်းတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်မြန်မြန်ပြီးအောင်လုပ်လိုက်တယ်လူချင်းတန်းကျင်တဲ့စိတ်ပေါ်လာရင်ပေါ်လာတဲ့အချိန်မှာလှူလိုက်တန်းလိုက်သီလစောင့်ကျင်တဲ့စိတ်ပေါ်လာရင်မြန်မြန်စောင့်လိုက်ကမ္မဋ္ဌာန်းဘာဝနာအားထုတ်ဖို့စိတ်ဝင်စားလာလို့ရှိရင်မြန်မြန်အားထုတ်လိုက်အချိန်မဆွဲနဲ့လို့ဆိုလို့ကလျာဏီကောင်းတဲ့အလုပ်တွေကိုအဘိဓရိထလင်းလင်းမြန်မြန်ဆုံးဖြတ်ပြီးတော့အောင်မြင်အောင်လုပ်ပါတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေရဲ့စိတ်ကိုဆိုးဘက်ကိုရောက်သွားတယ်ဘယ်ဘက်ကိုလဲနေလို့လဲဆိုရင်လူတွေရဲ့စိတ်ဟာအဆိုးဘက်ကိုလဲနေတတ်တယ်အဲ့ဒီအဆိုးဘက်ထဲကအကောင်းဘက်ကိုဥလဲလာတာနဲ့တပြိုင်နက်တွတ်တွတ်လဲလဲနဲ့မြန်မြန်လုပ်ပြအောင်လုပ်လိုက်မဟုတ်လို့ရှိရင်အဆိုးဘက်ပြန်လှည့်သွားတတ်တယ်ဒါကြောင့်မို့စိတ်ကလေးနဲ့ပတ်သက်လာလို့ရှိရင်အဆိုးဘက်သွားတဲ့စိတ်ကိုတားမြစ်ဟန်တာဖို့လိုအပ်တယ်ပါပါစိတ်တံနိဝရယေကိုယ်စိတ်လေးကိုဇေယိုက်ဆိုးတွေဘက်မသွားအောင်အတိညာမိုက်မားမှုတွေအတိညာမရှိသည့်အတွက်ကြောင့်ဒီဇေယိုက်ဆိုးဘက်ကိုမသွားအောင်တားမြစ်ဟန်တာရမယ်နှိပ်ကွက်ရမယ်လို့သူဆိုသူတော်ကောင်းတွေဆုံးမဩဝါဒပေးတာတွေဟာအမြဲတမ်းဒီတိုင်းပဲမုံရိုးနေတဲ့ဆင်ကြီးတစ်ကောင်ကိုမဆိုးဝတ်အောင်ချွန်းအုပ်ပြီးတော့ဆုံးမသလိုဟဋ္ဌိပပ္ပိနံဝအင်္ဂုတ္တကဟောမုံရိုးနေတဲ့ဆင်ကြီးကိုကျွမ်းကျင်လိမ္မာတဲ့ဆင်ဥစည်းဟာချွန်းနဲ့အုပ်ပြီးတော့ထိန်းချုပ်ထားသလိုပဲကိုယ်စိတ်ကိုလည်းနှိပ်ကွက်ပြီးတော့အမှားစရိုက်ပဲလိုက်မသွားအောင်ထိန်းခွက်ရမယ်လို့ဒီလိုဆိုတာပေါ့